သင်စဉ်းစားဖို့ပါသလားကမ္ဘာမြေကြီးပေါ်မှာ GPS မပေါ်ခင်ခေတ်ကပင်လယ်ပြင်မှာခီးသွားလာသူတွေဘလို့လမ်းကြောင်းရှာခဲ့ကြလဲရှေးအောင်စူးစမ်းရှာဖွေသူတွေဟာလာပေါင်းများစွာပင်လယ်ထဲဘလို့မှန်ကန်တဲ့ဥတီယာကိုရောက်အောင်တွန်းနိုင်ခဲ့ကြလဲတန်လိုက်အိမ်မြောင်လိုရိုးရှင်းတဲ့ကိရိယာလေးတစ်ခုကကမ္ဘာသမိုင်းကိုဘလို့များအကြီးအကျယ်ပြောင်းလဲပြစ်နိုင်ခဲ့တာလဲတန်လိုက်အိမ်မြောင်ရဲ့အစတန်လိုက်အိမ်မြောင်ရဲ့အစကတန်လိုက်ကြောက်တုံး Lost Stone ဆိုတာကိုတရုတ်တွေစတွေ့ရကစားတာပါဒီကြောက်တုံးဟာတဘာဝအတိုင်းတန်လိုက်တတ်ပါနေတဲ့တန်တထုတစ်မျိုးပါသူ့ရဲ့အဓိကအစွမ်းကတော့တန်တတ်ပါတဲ့အရာတွေကိုဆွဲငင်နိုင်ခြင်းနဲ့မြောက်တောင်အရက်ကိုအမြဲညွန်ပြနေခြင်းပါပဲရှေးခေတ်တရုတ်မှတ်တမ်းတွေမှာဒီကြောက်တုံးကိုဇူရှီလို့ခေါ်ကြပြီးအဓိပ္ပာယ်ကတော့ချစ်ခင်သောကြောက်တုံးလို့ဆိုပါတယ်သူကတန်ကိုဆွဲဆောင်နိုင်တဲ့တတိကိုချစ်ချင်းမေတ္တာနဲ့ခိုင်နိုင်ခဲ့ကြတာပါသူတို့စားတွေ့တဲ့တန်လိုက်ကြောက်တုံးကိုပုံစံပြောင်းပြီးလမ်းညွန်ပြတဲ့ဇုံအဖြစ်စတင်သုံးခဲ့ပါတယ်ပုံစံကတော့စက်ဝိုင်းပုံကြေးပြတစ်ခုပေါ်မှာအလဲပဟိုးကိုချောနေအောင်ပြုလုပ်ထားပါတယ်အဲ့ဒီအပေါ်မှာတန်လိုက်ကြောက်တုံးကိုဇွန်းပုံစံထုပြီးတင်လိုက်ပါတယ်ဇွန်းဟာချောမှုတဲ့ကြေးပြပေါ်မှာလဲပတ်နိုင်ပြီးသူ့ရဲ့လက်ကင်အဖျားဟာအမြဲတမ်းတောင်အရက်ကိုညွန်ပြနေခဲ့ပါတယ်အဲ့ဒီခေတ်တုန်းကတရုတ်တွေအတွက်တောင်အရက်ဟာအရေးကြီးဆုံးအရက်ဖြစ်လို့ပါအစာပိုင်းမှာဒီဇွန်းပုံစံအိမ်မြောင်ကိုခရီးသွားဖို့မဟုတ်ပဲနေထိုင်မှုပေါ်အတွက်သုံးခဲ့တာပါအဓိကအားဖြင့်အိမ်တိဆောက်ရာနန်းတော်တိဆောက်ရာတို့မှာမှန်ကန်တဲ့အရက်မျက်နှာကိုရှာဖို့သုံးပါတယ်ဒီလိုမှသာကောင်းမွန်တဲ့စွမ်းအင်တွေဝင်လာပြီးအဆင်ပြေပြေနေထိုင်ရမယ်လို့ယုံကြည်ခဲ့ကြတာပါဒါရင်မကသေးပါဘူးလူတဦးချင်းစီရဲ့ကံကြမ္မာကိုဆုံးဖြတ်တဲ့ပေရင်ပညာတွေမှာလည်းသုံးခဲ့ကြပါတယ်နှစ်တွေကြာလာတဲ့အခါမှာတော့တရုတ်တွေကအိမ်မြောင်ကိုတခြားအရေးကြီးတဲ့ကိစ္စတွေမှာသုံးဖို့စတင်စဉ်းစားလာခဲ့ပါတော့တယ်အထူးသဖြင့်စစ်ရေးအတွက်17ရာစုလောက်မှာစတင်အသုံးပြုခဲ့ကြပါတယ်ညူနင်းတွေကြနေလို့လမ်းပြောင်းနိုင်တဲ့အခြေအနေမျိုးတွေမှာစစ်တပ်ကမှန်ကန်တဲ့လမ်းကြောင်းကိုရှာဖို့သုံးခဲ့ပါတယ်တဲရပို့လွယ်အောင်တိကျအောင်တန်လိုက်တက်တွင်ထားတဲ့အက်ကလေးကိုပိုးချီကျိုးနဲ့ချိတ်ဆွဲပြီးလမ်းညွန်များတဲ့နီလာကိုတီထွင်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့တရုတ်တွေဟာအက်ကိုရေမြုပ်လေးပေါ်တင်ပြီးရေခွက်ထဲမှာမျောစေတဲ့နီလာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဒီပုံစံဟာရေမြုပ်ပေါ်ကတင်မောတွေပေါ်မှာသုံးဖို့အကောင်းဆုံးဖြစ်လာပြီးကမ္ဘာရေကြောင်းခီးကိုပြောင်းလဲစေခဲ့ပါတယ်ရေကြောင်းခီးတောလာမှုအတွက်အသုံးပြုခြင်း17ရာစုနဲ့12ရာစုလောက်မှာတော့တန်လိုက်အိမ်မြောင်ကိုပုံမတိကျပြီးရေကြောင်းခီးအတွက်အသုံးပြုနိုင်တဲ့ကိရိယာအဖြစ်ပြောင်းလဲတည်ထွင်ခဲ့ပါတယ်ပထမဆုံးသောရေကြောင်းသောအိမ်မြောင်တွေဟာတန်လိုက်ထတွင်ထားတဲ့တန်ကြွန်လေးကိုရေအပြည့်ဖြည့်ထားတဲ့ခွက်တစ်ခုထဲမှာမျောနေတဲ့အိမ်မြောင်ပုံစံဖြစ်ပါတယ်။ဒါဟာခီးပေါ်လာမှုအတွက်တိကျတဲ့လမ်းညွှန်မှုကိုစတင်ပေးနိုင်ခဲ့ပါတယ်။73ရာစုမှာတော့အိမ်မြောင်ဟာအာရပ်ကုန်တယ်တွေပင်လယ်ခီးသွားတွေရဲ့ကျေးဇူးကြောင့်အရှိအလဲပိုင်းကနေတဆင့်ဥရောပတိုက်ကိုရောက်ရှိသွားပါတယ်။ဥရောပသားတွေဟာဒီတူထွင်မှုကိုလျှင်မြန်စွာလက်ခံပြီးသူတို့ရဲ့တင်မောတိဆောက်ရေးနဲ့ရေကြောင်းပညာမှာပေါင်းစပ်အသုံးပြုခဲ့ကြပါတယ်။ဒီအိမ်မြောင်တွေကြောင့်တင်မောသားတွေရဲ့ခီးသွားလာမှုဟာလုံးဝပြောင်းလဲသွားပါတယ်။ညဘက်ဒါမှမဟုတ်မိုးအုံနေတဲ့အခါကျယ်ရီနေရီကိုမမြင်ရရင်တော့အိမ်မြောင်ကိုကြည့်ပြီးလမ်းမပြောက်ပဲသွားလာနိုင်ပါတယ်။ဒါရင်မကသေးပါဘူး။ဥရောပတင်မောသားတွေဟာလည်းအိမ်မြောင်ကိုပိုပြီးတောက်တင်းခိုင်မာတဲ့ပေါက်တဲထည့်ပြီးပုံမကောင်းမအောင်ပြုပြင်ခဲ့ကြပါတယ်။ဒီအိမ်မြောင်ကြောင့်ပဲဥရောပကတင်မောတွေဟာပုံမအားကောင်းလာပြီးနောက်ပိုင်းမှာပင်လယ်ကြီးတွေကိုဖျက်ကျော်ကာတိုက်ကြီးတက်တွေကိုရှာဖွေဖို့အတွက်လမ်းစာဖွင့်ပေးခဲ့ပါတော့တယ်။တမိုင်းအပေါ်တက်ရောက်မှုများတန်လိုက်အိမ်မြောင်ဟာကဘာကြီးရဲ့တမိုင်းအပေါ်အကြီးမားဆုံးသောတက်ရောက်မှု၃ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ပထမတစ်ခုအနေနဲ့ကတော့စူးစမ်းရှာဖွေမှုဖြစ်ပါအိမ်မြောင်မရှိခင်ကခီးတဲ့တွေဟာကမ်းခြေကိုအားကိုးပြီးခီးထွက်ရတာပါ။မျက်စိတစ်စုံပင်လယ်ပြင်ထဲကိုဝင်ရောက်ဖို့ဆိုတာအသက်အန္တရာယ်နဲ့အလွန်နှိစက်ပါတယ်။အိမ်မြောင်ပေါ်လာတဲ့အခါမှာတော့ညဘက်ဒါမှမဟုတ်တိမ်တွေအုပ်ဆိုင်နေချိန်မျိုးမှာတော့လမ်းမပြောက်ပဲပင်လယ်နက်ကြီးတွေကိုလာပေါင်းများစွာခီးနှင်လာနိုင်ခဲ့ပါတယ်။ဒီစွမ်းရည်ကြောင့်ပဲခရစ္စတိုဖာကိုလမ်ဘတ်ဘတ်စကိုတဂါမာတို့လိုစူးစမ်းရှာဖွေသူတွေဟာအတ္တလန်တိတ်နဲ့ပစိဖိတ်သမုဒ္ဒရာတွေကိုဖျက်ကျော်ကာအမေရိကတိုက်နဲ့အာရှတိုက်ဘက်တွေကိုရေကြောင်းခီးအသစ်တွေရှာဖွေနိုင်ခဲ့တာပါ။ဒါကပဲကဘာကြီးရဲ့မြေပုံကိုပြောင်းလဲပြစ်နိုင်ခဲ့ပါတယ်။ဒုတိယအနေနဲ့ကတော့ကဘာလုံးဆိုင်ရာကုန်သွယ်မှုပြတ်ခြင်းဖြစ်ပါတယ်။ရေကြောင်းခီးတွေပုံမတိကျမြန်ဆန်လာတဲ့အတွက်ပိုးတယ်ဟင်းခတ်အမွှေးအကြိုင်နဲ့တခြားကုန်ပစ္စည်းတွေကိုနိုင်ငံအချင်းချင်းပို့ဆောင်ရမှာပုံမလွယ်ကူလာပါတယ်။နိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းတွေဖွံ့ဖြိုးလာပြီးဒါဟာဥရောပမှာစီးပွားရေးစနစ်တွေတိုးတက်ပြောင်းလဲဖို့အတွက်ပါ
အဓိကအထောက်အကူဖြစ်စေခဲ့ပါတယ်တတိယအနေနဲ့ကတော့နက်ခတ်ဗေဒနဲ့မြေပုံရေးဆွဲခြင်းကိုတိုးတက်ခြင်းဖြစ်ပါတယ်ရေချောင်းခီးတောလာမှုတိကျလာခြင်းကြောင့်ရေပုံဆွဲပညာရှင်တွေဟာပုံမူတိကျတဲ့ကမ္ဘာမြေပုံနဲ့ရေချောင်းမြေပုံတွေကိုရေးဆွဲလာနိုင်ခဲ့ပြီးသိပ္ပံပညာနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုပါအရှင်အဟုန်နဲ့မြင့်တင်ပေးနိုင်ခဲ့ပါတယ်။တန်လိုက်အိမ်မြောင်ဟာရိုးရှင်းပေမဲ့တမိုင်းမှာအကျိုးသက်ရောက်မှုအကြီးမားဆုံးတည်တည်မှုတွေထဲကတစ်ခုဖြစ်ပါတယ်။လမ်းညွှန်မှုဆိုတဲ့အယူအဆကိုပြောင်းလဲပေးခဲ့ပြီးလူသားတွေဟာကိုယ့်ပတ်ဝန်းကျင်ကကမ္ဘာကြီးကိုပုံမနားလေသဘောပေါက်စေခဲ့ကကမ္ဘာယဉ်ကျေးမှုတွေအပြန်အလှန်ပေါင်းစပ်ခြင်းအတွက်အုံမြင့်ချပေးခဲ့ပါတယ်။လက်ရှိအချိန်ထိလေယာဉ်မှုတွေနဲ့သမောသားတွေဟာ GPS စနစ်တွေအလုံးမလုံးတော့ရင်အရေးပေါ်အခြေအနေတွေအတွက်တန်လိုက်အိမ်မြောင်ကိုအမြဲတမ်းအရန်အသင့်ဆောင်ထားစေဖြစ်ပါတယ်။ကျွန်တော်တို့ဟာတန်လိုက်အိမ်မြောင်ကိုတရုတ်တွေကဘလို့စတင်တည်ထွင်ခဲ့ပြီးကမ္ဘာခီးတော်လောင်မှုကိုဘလို့ပြောင်းလဲပစ်ခဲ့လဲဆိုတာလေ့လာခဲ့ပြီးပါပြီ။ဒီလိုရိုးရှင်းတဲ့တူထွင်မှုတစ်ခုကလူသားသမိုင်းကိုအကြီးအကျယ်တက်ရောက်ခဲ့တဲ့အပေါ်သင်ဘလို့မြင်မိပါသလဲ။ပရိသတ်တွေရဲ့အမြင်ကိုသိချင်ပါတယ်။ GPS တွေပေါ်နေတဲ့ခေတ်မှာတော့တန်လိုက်အိမ်မြောင်ရဲ့တန်ဖိုးဟာတင်းအတွက်ဘလောက်အထိအရေးပါနေစေလဲ။တရုတ်ပညာရှင်တွေဟာဒီကရိယာကိုဘေးရင်ပညာကနေရေချောင်းလမ်းညွှန်မှုအတွက်ပြောင်းလဲသုံးဖို့စစ်ကူးရတာဟာဘလောက်အထိထူးခြားတယ်လို့သင်ထင်ပါသလဲ။သင်ရဲ့ထင်မြင်ချက်ကိုမျှဝေခဲ့ဖို့ဖိတ်ခေါ်ပါတယ်။